ကျွန်တော်အခုပြောပြမှာကတော့ future grade trading ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့ Binance ကိုဝင်မယ်။ပြီးရင် future ကိုနှိပ်မယ်။ပြီးရင်တော့အောက်ဆုံးကဘောဆိုတဲ့ဟာကိုထပ်နှိပ်မယ်အဲအောက်က create new grid ဆိုတဲ့ဟာကိုထပ်နှိပ်မယ်ကျွန်တော် manual နဲ့ဘယ်လိုလုပ်ရမလဲဆိုတာကိုပြပါမယ်အဲ့တော့ကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်း future grid ကပုံစံ၃မျိုး꿰သွားတယ် usual ရယ် long ရယ် short ရယ်ဆိုပြီးတော့အရင်တော့ကျွန်တော်ဒီမှာ price range ရယ် number of grid ရယ်ကိုဖြည့်လိုက်မယ်ပထမဆုံး neutral ကဘယ်လိုအလုပ်လုပ်လဲဆိုတာကိုပြောပြမယ် neutral အလုပ်လုပ်ပုံကအရင်ဗီဒီယိုမှာပြောခဲ့သလို spot grade trading နဲ့အတူတူပါပဲကျရင်ဝယ်မယ်တက်ရင်ရောင်းမယ်တစ်ခုကွာတာက future မှာက leverage သုံးလို့ရတယ်နောက်တစ်ခုက downgrade trading ကဘယ်လိုအလုပ်လုပ်လဲဆိုရင်ဈေးနှုန်းကကိုသတ်မှတ်ထားတဲ့ range နဲ့က upper price ကိုထိသွားရင်အမြတ်နဲ့ order ပိတ်သွားမယ်တကယ်လို့ lower price ကိုထိသွားရင်တော့အရှုံးနဲ့ position ပိတ်သွားမယ်နောက်တစ်ချက်ကသူကဒီအပေါ်ကအနီအောင် green min နဲ့မှာဈေးကလှုပ်ရှားနေသေးပြီးအမြတ်ရနေမှာပါ neutral မှာじゃအနီမင်းကိုထိလိုက်မိတာနဲ့တက်လိုက်ချလိုက်အရောင်းဝယ်ဖြစ်နေမှာအမြတ်ရနေမှာအောင်းမှာကြတော့အပေါ်အနီမင်းနဲ့မှာဈေးကလှုပ်ရှားနေုံနဲ့အမြတ်ရနေမယ်အဲ့တော့အစိမ်းမင်းကိုရောက်သွားရင်ရှုံးမှာလားဆိုတော့မရှုံးပါဘူးစိမ်းမင်းကိုရောက်သွားရင်ပုံမှန်အတိုင်းပြန်ဝင်မယ်အဲ့လိုပုံစံမျိုးနဲ့အလုပ်လုပ်တာပါအဲ့တော့ short grade ကကြတော့ long grade ကပြောင်းမြန်ဖို့သူကြတော့အောက်ကအစိမ်းအောင်မြင်းနဲ့မှာဈေးကလှုပ်ရှားနေသေးပြီးအမဲရနေမယ်အပေါ်ကအနီမျိုးရောက်တာနဲ့ပုံမှန်တိုင်းပြန်ဝင်မယ်အတူဆုံးပြောရရင် neutral grade ထဲကကိုသတ်မှတ်ထားတဲ့ range အတွင်းထဲမှာတက်လိုက်ကြလိုက်ဖြစ်နေရင်အမဲရနေမယ်down grade မှာကြတော့ကိုစပြီး position ဝင်လိုက်တဲ့ဈေးရဲ့အထက်မှာ price ကလှုပ်ရှားနေအမဲရနေပြီးတော့ short grade မှာကြကို position ဝင်လိုက်တဲ့ဈေးရဲ့အောက်မှာ price ကလှုပ်ရှားနေအမဲရနေမှာဖြစ်တယ်တခုရှိတာက future grade က support grade လို့မဟုတ်ဘဲနဲ့ leverage သုံးရတာဖြစ်တဲ့အတွက်ကို trade မဲ့ coin ရဲ့ဈေးကွက်အခြေအနေကိုတေချာလေ့လာသုံးသပ်ပြီးမှ position ဝင်နေပါတယ်တကယ်လို့ပတ်သက်ရှာနည်းတွေဤပညာနဲ့ပတ်သက်တာတွေစိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ခဲ့နိုင်ပါတယ်